စွမ်းခေကုံသွားဆိုတဲ့လူတချို့သိစေချင်တာလေဒီမှာကြည့်လိုက်ဘလောက်တောင်ရရက်ဆက်ဆက်ချောခဲ့လဲဆိုတာနော်ခုခေတ်မှာထပြီးတော့စွမ်းခေကုံပြီဆိုတော့ဒီမှာကြည့်လိုက်နော်တစ်ချိန်ကအရန်ကိုကြိုက်ခဲ့ရတာဒီမှာကြည့်လိုက်နော်ဒီမှာမြင်လားခုခေတ် social media တွေခေတ်စားမှာထပေါ်တယ်မင်းသားမဟုတ်ဘူးဒီမဲ့ကြည့်လိုက်ဒီလိုမျိုးကြည်သွားရင်တော့မှလွတ်မပြစ်ခဲရဘူးသူများကဒီလိုနင်းသွားရင်တော့မှအိမ်မှာကောက်သိမ်းထားရတာကြည့်လိုက်ဒီမှာဒီလိုခစ်ကလေးကအောင်မြင်ခဲ့တာနော်ဒီလိုခစ်ကလေးက0.1050ဆိုလို့ရှိရင်200ရလို့ရှိရင်0.4မစားဘဲနဲ့ပုံအငတ်ခံပြီးတော့ဝယ်ခဲ့ရတာသူခေတ်သူခါကိုမုံဘိုးတွေတူးကြည့်သုံးသွားတာကြည့်လိုက်ပါအောင်အေးရက်ဆက်ဆက်ချောတာပါပွဲချစ်သူတို့အခုကြည့်ရမှာကတော့အားလုံးရဲ့အချစ်တော်လေးဖြစ်တဲ့စွမ်းဆိုတော့စွမ်းဇာနီလေးပါဗျာအဲ့ချိန်ကဒီမှာတရင်စာနေပြီးတော့ပါရင်တော့မှကျမတငယ်ချင်းတွေကကျမကိုဖျဲလာပြီးတော့ပေးတာတွေ့လားတရင်စာရွယ်လေးစုပ်ပြီးတော့လာပေးတာနော်ရှင်တို့တွေယူတယ်ဆိုတာတော့တနာတယ်ကျမအခုကကျမကိုစွမ်းနီကို support လုပ်နေရမလို့တစ်ချိန်ကကျမရဲ့အခြေဦးကစွမ်းစားနေပဲဒီမဲကြည့်လိုက်ရက်ဆက်ချောခဲ့တာနော်ခုခေတ်မင်းသားတွေဘသူမှမမီတာအတန်လေးကလည်းချိုးရုပ်ကလေးကလည်းချောဒီမှာကြည့်နော်ဘယ်နေရာကုန်တာတော့ဘယ်နေရာကုန်သွားတာတော့ခေတ်ကဒီမှာကြည့်လိုက်ရှင်တို့တွေယူတယ်ဆိုတာတော့ကတော့တနာတယ်ဟိုင်မှာရက်ဆက်ရှောခဲ့တာပါအေးဒီနေ့ကြည့်ပါအောင်ဒီလိုလေးရနှုတ်မပြည့်ရက်ခဲ့ခုချိန်ကြီးတိမ့်ထားတာဒီပုံလေးဒီမှာကြည့်လိုက်ဘယ်လောက်ဆိုတော့မြင်မှုရင်တေချာကြည့်ထားဒီမှာဒီမှာလက်လာမလီစမ်းစာနေခေတ်ကောင်းပြီဆိုတဲ့ဟာဒီစီရီခေတ်တည်းကနေပြီးတော့အခုလိုမျိုးဇီးတုတ်တီထဲမှာခုလိုပုံနေဇလောကမှာရောနော်ရုပ်ရှင်လောကမှာရောပထမအဆုံးအောင်မြင်ခဲ့တာစမ်းစာနေပဲဒီမှာကြည့်လိုက်မောင်နေအောင်ချောတာဘောပဒီလိုမိတ်ကပ်တွေပါတွေဖြတ်ပြီးသွားရင်ဒီလိုမစိုးနဲ့ပြန်သွားတာမဟုတ်ဘူးစကင်းတွေပါကဲတေချာစပင်းတွေပါလို့အင်ကြီးကိုတေချာတတ်ရဲ့ဘောင်းမီကဖက်တွေပါစီးပြီးတော့မှထွက်တာပြိဿကလည်းအဲ့လောက်စောင့်ကြည့်တာဆွမ်းစာတွေဘလို့ရေချိုးရင်တော့လာအဲ့ဒါကျွန်တော်အပူပြောတယ်တဲ့ရေချိုးရင်တော့လာရဆိုရေချိုးဖို့စောင့်ကြည့်တာအေးပေါ့မမြင်ဘူးတော့လေသူဖွေးရေးရှိအဲ့တော့ပါလာပြောတာကရေချိုးရင်တော့လာတယ်ဆိုတာကရေချိုးဖို့သူထားပါတော့အဲ့တော့ဇက်ဝင်နဲ့မနေတော့night dress လေးနဲ့သူကအဲ့ night dress လေးဝတ်လာတာပြီးသူလမ်းလျှောက်ထွက်လာတာကိုလည်းပြစ်သက်ကစောင့်ကြည့်တာကိုကလည်းအဲ့တော့ဟာလဲပေါ့ပြစ်သက်တွေစောင့်ကြည့်ရဆိုတကယ်သူထွက်လာတော့ဟုတ်တယ်အေးစေးပဲတကယ်တော့အိပ်ပြီးတော့သူထွက်လာတယ်အဲ့တော့စပင်းမရှိသေးဘူး night dress လေးနဲ့သူချွတ်ပစိုးလဲအသားရည်လှတယ်ပေါ့ဆွမ်းကပြန်ကဖို့ပဲတခုပဲသူတောင်းယူရမှာအဲ့ဒီစိတ်လေးတခုရှိမယ်တော့ခုနပြောသလိုပေါ့သူဒီ body ဘိုင်းလေးသူနည်းနည်းလေးစိတ်တိုင်းကျသွားပြီဆိုတော့သူပြန်လုပ်မဲ့သဘောကိုတွေ့ရတယ် body ကိုဆော့အောင် body ဆော့အောင်နဲ့ပြဲဟောမဟုတ်ဘူးဒီခန္ဓာကိုယ်စွမ်းကလေးဖြစ်အောင်စွမ်းကလေးဖြစ်စွမ်းလေးဖြစ်သွားအောင်အရင်တော့စွမ်းလေးဖြစ်သွားအောင်ပြန်ဖြစ်စေချင်ပါတယ်ဒီတိုင်းတော်လေးစွမ်းအဲ့တော့စွမ်းပြန်ကပါပြန်လဲကစေချင်ပါတယ်နော်အဲ့တော့လည်းဇက်ထဲမှာသူဈေးအများဆုံးပဲဈေးများတာပဲကိုတိတိလောက်ပြောတာနော်တခြားအောင်ဖြစ်မှာလို့တိတိလောက်ပြောဒီကောင်ဈေးကြီးများတယ်လက်စရာတောက်စရာပေါ့နော်ပနာမမှာနော်ပနာမမှာစွမ်းစားနေအချင်းပနာမကိုရီးယားလူချင်းတွေအကုန်လုံးမင်းသမီးတွေကိုမတက်ရဲပြီးတော့ဝမ်းရထားတာအဲ့ဒီအချိန်မှာစွမ်းမထွက်လာသေးဘူးဟုတ်ပြီသူစွမ်းထွက်ရပြီဆိုတော့ပိုက်ပါဒီရင်ခွဲကားကတွတ်သွားတာဩအဲ့ဒီအချိန်မှာမြင်လဲတဲ့အချိန်မှာអော်တဲ့အတန်ကတောက်စရာကြီးပြောရင်ကြသိမ်းချရတယ်ဩသူ့ပြင်တော့ first time တော့စမြင်လဲရတယ်အဲ့မှာမြင်လဲရတဲ့အမြင်တောက်စရာအဲ့မှာသူဆင်းလာတယ်ဆင်းလာပြီးတော့မှသူစိုးတယ်စိုးပြီးတဲ့အချိန်မှာတီးလုံးတီးပြီဆိုတဲ့အချိန်မှာမျက်မှန်လို့ဆွဲဖွဲ့လာအိုး
အခုပြောရင်အခုချက်သိမ်းထားရဲတော့ချင်လို့လေတွန်းဟိုချစ်ကြတဲ့လူတွေအဲ့လိုမျိုးပေါ့အဲ့ပြီးနောက်ပဲဗာလိတယ်လေအနမ်းခံရပြီထောက်လျှောက်ဟိုဘက်နောက်သွားပန်းကုန်းစုအနမ်းခံဒီဘက်နောက်ပြန်လာပန်းကုန်းစုအနမ်းခံအဲ့လိုမျိုးတွေကြီးပဲ သူကတန်လိုက်တဲ့လူပဲပြောရမှာသူ့ကိုအခုအနေအထင်ကိုပြတာရိုးတန်းဆူချမယ်တိုင်းကုန်းဆွတ်ပြီးတော့ပြန်မယ်ဒီလာချတဲ့ပြိတ္တတွေရဲ့စိတ်ထဲမှာသို့တော့သူ့နာကိုရောက်သွားတဲ့အခါမှာမနှမ်းမဲနဲ့မနေနေတဲ့စိတ်တွေဖြစ်သွားတဲ့သဘောရှိကဲထူးမအောင်ကနမ်းလိုက်တော့မယ်နမ်းချပါတော့ ဒါတော့ပန်းကုန်းစုစားဖို့ကျွန်တော်မေးကြည့်တယ်ပေါ့ နမ်းမဲ့စိတ်မရှိတော့ဘူးနောက်အနားလေးရောက်တော့ကဲမထူးတော့ဘူးနမ်းချင်နေရဲဆိုနမ်းပလိုက်တာ ယောက်ျားလေးရဲ့ပုံပါ အပါလေယောက်ျားလေးကိုချစ်တာ ယောက်ျားလေးကိုချစ်တာစေရှိုးဆိုပြန်မမပြန်တာအကောင်လေးတွေညင်းနေတာပဲဆိုပြတဲ့တချင်းကိုအကောင်းတော့နားထောင်တယ်အောက်ကနေတောင်းတယ်ပေါ့နော်ဘာချင်းဆိုပေးပါโอเคတော့ပြိဿတဲ့သားစားတာဖြစ်တယ် စွမ်းနဲ့ပတ်သက်ပြီးတော့စွမ်းထဲမှာရှိတဲ့လူရှင်တော်တွေလည်းအကုန်လုံးရှိခံရတာ ခုနှစ်မမေယူကွာတို့တစ်ခါဝယ်လိုက်ရင်လေ2000ပြရတယ်ဖုန်းအဲတော့ကိုကိုင်ဖုန်းကတ်ဖုန်းလေ ဒီ GSM 51တွေပါတွေရဲ့အရင်တော့350 360ရှိမှကန်ရတယ်ဒီ51တို့ပါတော့ cellular လို့ခေါ်မှာပေါ့အဲ cellular ခေါ်မှာပေါ့အဲ့ဒီရဲ့နောက်ပိုင်းမှာအဲကတ်ဖုန်းဆိုတာပေါ်လာတယ် အခုဟိုထက်ဆောတယ်ကွာအခုပါလေ CDM ပဲဆိုတာရှိတယ်ကိုင်ယူတဲ့ဖုန်းတွေပါရှိတယ်လေ9သိန်းနဲ့ဖုန်းတည်တယ်မလား9သိန်းနဲ့ဖုန်းရဲ့အရင်ကြ ဒီကြတယ်တပတ်ကိုဖုန်းနံပါတ်တစ်ခါပြောင်းသွားတယ်အဲ့ဒီနံပါတ်ပြောင်းသွားတယ်ဆိုတော့အဲ့ဒီဖုန်းကိုကိုတို့ဒီဇက်လောကပဲပြောပါမှာပေါ့ဇက်လောကမှာကိုတို့အရင်စကန်ကိုတို့စွမ်းသာနေတဲ့လူရှင်တော်ကိုစကန် ဖုန်းစင်ကတ်က2000ပေးရတယ်အဲ့ဒါပြဿနာမရှိဘူး ဟန် ဒီ ဆက်က ဟန်ဆက်အဲ့တော့ဟန်ဆက်3သိန်းခွဲရခုဆိုတော်တော် အဲ့တော့ပတ်စံမနေဘူးလေ အဲ့တော့ပြဿနာ3သိန်းခွဲပေးရတာလေနိုကီယာလေးတွေဟန်ဆက်ကနိုကီယာလေးတွေ အဲ့တော့ကိုတို့ကလည်းဘယ်လောက်ထိဟိုစုရလဲပတ်ဆက်ဆက်ရတာအဲ့တော့အကိုတွေကလည်းလူငယ်ဆိုတော့ပို့ပြီးတော့အားပေးခံရတာပေါ့နော်စွမ်းတဲ့အတူဒီဟိုအရွယ်ရလဲတွတ်တူနေတော့အဲ့မှာကိုတို့ကဒီဟန်မိုးထဲလို့ရှိရင်ဒီလိုအိတ်ကလေးရှိရလေဒီလိုမျိုးဖွင့်လိုက်လို့ရှိရင်အောက်မှာတန်လိုက်ကလေးနဲ့လေဖွင့်လိုက်တယ်ဖုံးထည့်တယ်ပြီးဘက်ဆိုပြတ်ပိတ်သွားမှာအဲ့လိုဟာလေးအဲ့တော့နှစ်ပါးသွားထွက်ရင်အဲ့ဟန်မိုးချိန်ပြီးတော့ထွက်တာ ဘာမှမဆိုင်ရှူတာ ရှူတာအဘရာ ဒီဖုန်းကိုကင်နိုင်ရင်လည်းအဲ့တော့အကောင်ဆိုတော့ ဟုတ်ကန်တယ်အကောင်ပဲ အဲ့တော့ဒီအိတ်နဲ့ ကောင်မလေးရောလိုက်တယ်နော် အာအဲ့လိုမျိုးတော့ ကောင်လေးဝင်လေလားစွမ်းတယ်လေအားလေ အဲ့တော့တကယ်ချင်းတွေကကိုတာပြီးအောင်ငါပစ္စက်ကိုအဲ့ဒီကဇက်တွေတိုင်ကားကြရလေဟန်စာမွေးတမဆာမွေးဘာညာအဲ့လိုမျိုးပေါ့နော်စွမ်းအဲ့လိုမျိုးတစ်ခေတ်ရုံမြိုင်ကားကြတဲ့ခါမျိုးကြတော့စိုက်ခေါက်ဖျားပွဲတို့ဗဘိုးဖျားပွဲတို့ဒါမျိုးတွေပေါ့အဲ့လိုရုံမြိုင်ကားတဲ့ခါမှာတွားလဲကြတာကြောက်ငါပစ္စက်ကိုတွားလဲမယ်မင်းအဲ့ကြကဖုန်းပေါ်လာအဲ့တော့တော်မကင်နိုင်ဘူးကိုရီးယားအရင်စကင်တော့ငါတွားတယ်ဒီဖုန်းကအေးငါဒီမှာလေးပါကြွားတာစွမ်းလေးမို့လို့စွမ်းကြီးလိုပါရဲ့စွမ်းလည်းကြီးပေါ့ အရင်တိုင်းချုပ်လို့ အဲ့ဒါတော့တွားပြောလို့မရဘူးဒီမင်းသားဖြစ်ရမယ့်ကန်ဆာတာပရိသတ်တွေအချစ်ခံရမယ့်ကန်ဆာတာပါရမီမှာတကယ်ကိုထူးချွန်တဲ့မင်းသားပါဘာလို့ဆိုတော့သူဒီမျိုးသားစရုံမှာဆိုပြစ်မယ်မဆိုပြစ်ဘူးဖြစ်ပြီးတော့မှပြန်ဆိုပြစ်တဲ့အချိန်မှာသူပထမတချင်းတစ်ပုတ်ဆိုတဲ့အချိန်မှာပဲတချင်းတစ်ပုတ်လုံးကိုဆိုနေတဲ့အချိန်မှာလာဆုချတဲ့လူတွေကတချင်းတာပြီးသွားတယ်ဆုချတဲ့လူမပြီးသေးဘူးကိုယ်တိုင်မြင်ရတယ်သူ့ရဲ့ဆန်းကလေခုချိန်ဒီဆန်းမကြသေးဘူးကိုတို့လည်းတွေ့ရပြောတယ်အောင်တကယ်မြင့်ပြတ်ကစမ်းစာလေးမင်းသားခေါင်းပေါင်းလေးနဲ့ကတော့ပြည့်တက်ကမြင်ရှင်နေတော့အဲ့တော့ပြည့်တက်ကြည့်ချင်တော့မှကပါခဏပြောပါတယ်စိုးတဲ့ထဲမှာလည်းဆုံးပဲဟုတ်ပါ အဲ့လိုမျိုးလေစိုးတဲ့ကလေးကိုပို့ချစ်တာမိုခါမွန်တိုင်းကသေးတယ်လေဒီမှာပဲမျိုးသားဘက်မှာပဲကတော့စွမ်းဒီသူ့ကိုယ်သူကတည်တယ်ဘာသူကဘာလှတာလှပေါ့မင်းသားဆိုတော့တည်ဟိုမောင်တက်တွေကောင်းရှိတယ် ကောင်းကောင်းလေးဆောင်လိုက်ပါ ကိုဖိုးချင်းနဲ့စွမ်းလာနေတဲ့ဒါချစ်ခင်မှုတူလာတာမျိုးပါလေမိရလေကျွန်တော်အလှမင်းသားလေအဲ့ခေါင်းဆောင်းလိုက်လို့ရှိရင်သူစီးတာပါဘာကြီးမရဘူးလေအဲ့တော့ဟုတ်ကဲ့ဆိုထွက်သွားအဲ့ဒါမျိုးက2ယောက်လောက်လာပြောတာ လက်မခံပါ စွမ်းအဲ့လိုခေါင်းမဆက်လို့ပြန်ရတော့ဥပဒါလေးအကုန်လုံးတော့စောင်းတယ်လေအကုန်လုံးတော့စောင်းပါအကုန်လုံးတော့ဒီမှာအကုန်လုံးပါတဲ့လူတွေအကုန်လုံးကဒီမောင်တက်တွေကောင်းမစောင်းသူကမစောင်းဥပဒါလေးကိုစွမ်းတော့ပြောလို့မရဘူးဟာဒီထားလိုက်ဥက္ကဋ္ဌထားလိုက်အဲ့ထွက်ခံပြီးတော့မြို့သားရေးဆိုတဲ့တပင်းပြည်သူတဲ့ဆိုတဲ့တပင်းဆိုသူတန်းစီနေမှာဥက္ကဋ္ဌရောဒီလေး plus စောင်းပြီး ကိုလည်းဗျာဆက်သွား
ဒါသူတို့နှစ်ယောက်ရဲ့ relationship လေးတဲ့တော့လားအဲ့လိုမျိုးရှိတယ် အများကြီးလောက်ကြ အများကြီးပြောကြမလို့ညီကိုဒါဒီလိုလေအကိုကြီး hello ညီလေး the peace သူက is it peace အဆုံးထိအားပေးခဲ့ကြတဲ့ပွဲချစ်သူအပေါင်းကိုကျေးဇူးအထူးတင်ပါတယ်